ရှင်များမိဂုံမေးလျှောက်ခွင့်ပြုပါရှင်များဗုဒ္ဓဘာသာဝင်တွေမှာတေသူကိုရေဦးခွဲတာအုံသီးခွဲတာတွေပတ်စံထဲတာတွေပန်းဆိုတဲ့လိပ်ပြာကောင်လေးတွေတည်လာတာတွေထမင်းထဲတာတွေဖျားရှင်လက်ထက်မှာတွေကရှိခဲ့တာလားဖေ။ तू ကဟိန္ဒူအယူဆနဲ့လည်းဆက်ဆက်မှုတော့ရှိပုံရတာဒီယူဆတွေကဘာလဲဆိုတော့အိန္ဒိယမှာနော် तू ကကုတ်ပြီးထမင်းကျွေးတယ်ဆိုတာရှိတယ်တေလူကိုထမင်းကျွေးခေါ်စာဖြစ်တယ်ခေါ်တာပေါ့မြန်မာတွေကြတော့လေ तू ကလေဝိညာဉ်ကောင်လိပ်ပြာကောင်ရှိတယ်ဆိုတဲ့အယူဆကလာတာဗုဒ္ဓဘာသာမှာကတော့ဒါမဆိုင်ဘူးလေတေသွားပြီဆိုရင်အခုတေပြီးနောက်ဘဝတစ်ခုကိုလုံးဝပြောင်းသွားပြီအခုဟိန္ဒူရဲ့ယူဆမှာကျတော့ဒီခန္ဓာကိုယ်ကပျက်စီးသွားမယ်ဝိညာဉ်ကောင်မပျက်စီးသေးဘူးသူတို့မှာနံတရားမဟုတ်ဘူးဝိညာဉ်ကောင်လို့လိပ်ပြာကောင်လို့ခေါ်တယ်နံမဟုတ်ဘူးဗုဒ္ဓဘာသာမှာကယုံနဲ့နံအဲ့တော့သူတို့မှာကျတော့ယုတ်ကပျက်စီးသွားပြီမယ်ခုနဝိညာဉ်ကောင်ဆိုတဲ့ဟာကြီးမပျက်စီးသွားဘူးအဲ့တော့အကြောင်းဦးဇင်းတို့ငယ်တုန်းကရုပ်ရှင်ကားတွေမှာသူကြွေးပြီးတော့လေလူတယောက်တည်သွားပြီဆိုရင်လိပ်ပြာကောင်ကခန္ဓာကိုယ်ကနေထွက်သွားတာတို့ပြီးရင်ဟိုအိမ်သားမှာဝဲလုံနေတာတို့မိခင်ရဘိုက်ထဲမှာနေဖို့တော့အိမ်မက်တွေပါတယ်ပေးရတာတို့စုံးတာပဲအဲ့ဒါတွေကိုကြည့်ဘူးဖတ်ဘူးတဲ့ခါကျတော့အဟုတ်ထင်တယ်အဲ့ဒါတွေကိုတကယ်ထင်သွားတာအဲ့တော့လူတယောက်ကတည်သွားပြီဆိုလို့ချင်းအိမ်မှာနေတယ်လို့ထင်တာလေဝိညာဉ်ကောင်ကြီးနဲ့နေတယ်ဆိုမဟုတ်ပါဘူးเนาะဆိုတော့အဲ့ဒါကအိန္ဒိယမှာကလေးကဘုရားလက်ထက်ကလေးကလည်းရှိတယ်လို့ပြောလို့ရတယ်ဘာလို့ဒီဝါဒကကြာပြီလေဒီလိပ်ပြာကောင်ဝိညာဉ်ကောင်ဆိုတဲ့အတ္တဝါဒကတော်တော်ကြာခဲ့ပြီဒါကြောင့်ဘုရားလက်ထက်မှာကလေးကဒီဝါဒကရှိနိုင်တယ်အခုအသွင်အမျိုးမျိုးပုံစံမျိုးမျိုးနဲ့ကူးပြောင်းလာတာပေါ့နော်ဒီဝါဒတွေကအဲ့တော့အဲ့ဒီဝါဒကဗုဒ္ဓမပွင့်ခင်ကလေးကရှိနေတာဒါကြောင့်ဒီလိပ်ပြာကောင်ဝိညာဉ်ကောင်ဆိုတဲ့ဝါဒဒီဘုရားလက်ကရှိတယ်ပြောလို့ရတယ်။နော်တကယ်တော့ဒါတွေကမမှန်ကန်ဘူးပေါ့နော်။တကယ်တော့မမှန်ကန်ဘူးတကယ်လည်းမရှိဘူး။အဲ့တော့တခါတလေချို့ကပြောတာပေါ့ဟာတကယ်ခေါ်ရင်ပါလာတယ်လားလဲဆိုအဲ့ဒါကဝိညာဉ်ကောင်မဟုတ်ဘူးသူကပိတ်တာဖြစ်နေတာ။ဆွဲလန်းပြီးတော့လေနော်လူတော်တော်များများကအဆွဲလန်းကြီးတယ်။အဆွဲလန်းကြီးတော့မကျွတ်မလွတ်တဲ့ပိတ်တာဖြစ်တာများတယ်။အဲ့တော့ပိတ်တာဖြစ်တာတွေများနေတဲ့အခါမှာလူတွေကအော်ဝိညာဉ်ကောင်လို့ပဲထင်သွားကြတာ။တကယ်တော့မဟုတ်ဘူး။သေပြီးတော့သူကပိတ်တာဘဝကိုရောက်သွားတာ။ပိတ်တာဘဝရောက်သွားတော့သူကအိမ်မှာမကြွမလွတ်နဲ့လူကိုအရေးပြရင်ပြမယ်အိမ်မှာပေးခြင်းပေးမယ်အတန်ပေးခြင်းပေးမယ်အဲ့တော့ဟာဝိညာဉ်ကောင်းကြီးရှိနေတယ်ဆိုလို့ထင်သွားတယ်မဟုတ်ဘူးဝိညာဉ်ကောင်းရှိတာမဟုတ်ဘူးသူမကြွမလွတ်နဲ့အစွဲလန်းကြည့်ပြီးပိတ်တာတော့ဖြစ်နေတာအဲ့တော့အဲ့ဒါကိုဟောသင်္ချန်ကတော့ခေါ်ရင်ပါလာတယ်ဝိညာဉ်ကောင်းကြီးလာတယ်ဖြစ်သွားတာเนาะအဲ့တော့ဝိညာဉ်ကောင်းနေနဲ့မဟုတ်ဘူးပိတ်တာဘဝနဲ့ပါလာလို့ပြောလို့ရတယ်ဘုရားလက်ထက်ကယဟန်တပါသင်္ချန်ကိုသွားပြီးတော့ပန်းတကူသွားကောက်တာရှိတယ်သူကလူသေးကောင်မှာယဟန်တော်တွေကပန်းတကူကောက်လေးရှိတယ်အဲ့မှာအဲ့လူသေးကောင်မှာကပိတ်တာတယောက်ကဝင်ပူးနေတာသူကသူ့ခန္ဓာကိုယ်အရင်တက်မှတ်တာအဲ့ပိတ်တာကသူကတေသွားပေမဲ့သူ့ရဲ့အဲ့ခန္ဓာကိုယ်ကိုစွမ်းလန်းနေတာစွမ်းလန်းနေတဲ့အခါကျတော့အဲ့ဒီမှာသူကဘာဖြစ်လဲဆိုတော့ပိတ်တာသွားဖြစ်နေတယ်အဲ့ခန္ဓာကိုယ်မှာယဟန်ကမသိဘူးမသိတော့အဲ့ဒီမှာယဟန်ကအဲ့ဒီအဝတ်ကိုသွားကောက်ရောကောက်တော့ဟိုကထလာအောင်ရိုးစုကအလောင်းကြီးကထလာတာဟိုကပါဇက်ကစကားပြောတဲ့အလောင်းကအရှင်မရမယူနဲ့တပြည့်တော့ပေးဆိုတော့ဟိုကလည်းပေးဘူးဖုံးရလဲသလားဖုံးရတတ်တိကောင်းတယ်မပေးဘူးလှက်တော့မကြည့်ဘူးသူနည်းနည်းကြောက်တယ်အဲ့တော့လက်မကြည့်ဘူးအဝတ်ကြီးယူပြီးတော့တန်းသွားတာကြောင်းကိုသွားတာပိတ်တာနောက်ကလိုက်တာအယိုးစုကနောက်ကလိုက်တာအလောင်းကြီးကလိုက်လာတာနောက်ကြောင်းလဲရောက်တော့ဂျိန်းကိုတခါကြီးကိုပိတ်ပြီးတော့မထွက်တော့ဘူးပိတ်တာကလည်းဟာငါတင်တော့ငါအဝတ်တော့ငါမရတော့ဘူးဆိုပြီးတော့အဲ့မှာသူစိတ်ဆင်းရဲပြီးတော့အဲ့မှာတေသွားရောပိတ်တာအဲ့မှာအယိုးခန္ဓာကိုယ်ကြီးကကြောင်းရှိမှပုံချသွားရောဆိုလိုတာကအဲ့ဒီလိုဘောပေါ့နော်စွမ်းလန်းမှုကြောင့်လူတွေကပိတ်တာဖြစ်နေတာဒါကိုမသိတော့ဝิญဉ်ကောင်ကြီးကရှိနေတယ်လိပ်ပြာကောင်ကြီးရှိနေတယ်အဲ့လိုထင်ကုန်ကြတာအဲ့တော့လိပ်ပြာကောင်ဝิญဉ်ကောင်ဝါဒမဟုတ်ပါဘူးတေသွားလို့စွမ်းလန်းမှုကြောင့်ပိတ်တာဖြစ်နေတာဖြစ်ပါတယ်နော်ရှင်မဆက်မေးကုန်ပါရှင်မဟိုပိတ်တာဖြစ်သွားခဲ့ရင်ရောဒီအခုတည်သွားတဲ့ body ခန္ဓာကိုယ်တိုင်းပဲပိတ်တာဘဝမှာအဲ့လိုခန္ဓာကိုယ်ဖြစ်တာလားရှင်မမဟုတ်ဘူးသူ့ရဲ့ကံအားလျော်ဆိုတာလေပိတ်တာအမျိုးမျိုးရှိတယ်ပိတ်တာကအမျိုးမျိုးရှိတယ်သူအာကုသိုလ်ကံအားလျော်ဆိုတာတချို့မျက်လုံးပြူခြင်းပြူမယ်သပင်ရှင်းရှင်းမယ်ကထုံးတုံးခြင်းတုံးမယ်နော်အဲ့လိုလက်ကတိုးခြင်းတိုးမယ်ရှင်းရှင်းမယ်ဖြူရင်ဖြူမယ်မယ်ဒါသူ့ရဲ့အာကုသိုလ်ကံနဲ့ဆိုင်ပြီးတော့ပုံစံအမျိုးမျိုးပြောင်းသွားတယ်ပိတ်တာတွေကတစ်ခေါက်နဲ့တစ်ခေါက်မတူဘူးပုံစံမရှိဘူးနောက်လူဘဝကအတိုင်းလည်းမဟုတ်ပါဘူးနော်ဟိုရုပ်တရားအမတန်ဆိုးပြီးတော့မတန်နန်းစော်နေတဲ့ပုံစံတွေပါပဲနော်